မင်္ဂလာပါခင်ဗျကျွန်တော်တို့ရဲ့တန်ဖိုးရှိလာတဲ့ဗီဒီယိုကြည့်ရှုသူအမျိုးကောင်းသားသမီးများအားလုံးကိုလှိုက်လိုက်လဲလဲကြိုးဆိုပါတယ်လာမယ့်2026ခုနှစ်ဇူလိုင်လ16ရက်နေ့မှာထွက်ရှိမဲ့73ချိန်မြောက်အလှည့်အတွက်တေချာတဲ့စီးစစ်ချက်တွေနဲ့ကာလရှည်တွက်ချက်ထားတဲ့ရလက်ကောင်းဖြစ်တဲ့အထူးထုတ်ကဏ္ဍတက်ကွက်သေးကိုဒီဗီဒီယိုထဲမှာကျွန်တော်အသေးစိတ်ချပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဒီတခါတော့သတင်းအချက်လက်တွေအတိအကျဖြစ်စေဖို့အတွက်တေချာအချိန်ယူပြီးစီးစစ်နေရတာကြောင့်ဗီဒီယိုတင်ပေးတာအနည်းငယ်နောက်ကျသွားတဲ့အတွက်ကျွန်တော်အနေနဲ့အနူးအညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျဒါပေမဲ့ဒီလိုအချိန်ယူပြီးစနစ်တကျတွက်ချက်ထားတဲ့အတွက်ကြောင့်မလို့ဒီတကွက်သေးသောကဏ္ဍကအမျိုးတို့အတွက်အကျိုးအမြတ်ဖြစ်စေမှာတေချာတယ်လို့ရဲရဲကြီးအာမခံပါတယ်ဒီကဏ္ဍကိုရွေးချယ်ရခြင်းရဲ့ထူးခြားချက်နဲ့စီးစစ်ချက်နီးပြွာအသေးစိတ်တွေကိုဗီဒီယိုအဆုံးအထိတေချာအာရုံစိုက်ပြီးကြည့်ရှုပေးဖို့တောင်းဆိုအပ်ပါတယ်မိနစ်တိုင်းကအမျိုးတို့အတွက်အမှန်တကယ်အရေးကြီးတဲ့သတင်းအချက်လက်တွေဖြစ်လို့ပါဗျကဲကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုအတူတူစတင်ကြည့်ရှုလိုက်ကြရအောင်
ဦးကီးတယ်မလားအခုပြပေးမယ့်ကဏ္ဍကတော့တကယ်ကိုလက်လွတ်မခံသေးနဲ့စိတ်ချရတဲ့အချက်လက်တွေနဲ့ဖွဲ့စည်းထားတဲ့အထူးထုတ်ကဏ္ဍဖြစ်ပါတယ်ဒီလိုစိတ်ချရတဲ့အချက်လက်တွေနဲ့ထိုင်းအစိုးရထိဓာတ်ရိုက်ထုတ်လွှင့်မှု live ကိုအပတ်တိုင်းအမြဲတမ်းစောင့်ကြည့်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကိုအခုပဲ follow လုပ်ပြီးကျွန်တော်တို့နဲ့အတူလက်တွဲထားကြဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျ